အဲ့ဒါဆိုသူကမတ်ပြီးပါတော့သိကြနော်သိကြလိုက်ပါမင်းမျက်နှာရည်မဟုတ်ဘူးမင်းရဲ့ဒီခုလုံးအကြီးကျယ်မတ်ပြီးပါပြီကွာဦးလေးဒီတော့ဘလုံးမမရှိဘူးတော့ဟုတ်တယ်လားဘယ်ယူမှတော့ညင်းပြီပေါ့ကွာတော့ပတ်နိုင်နိုင်ပြေးလမ်းမေးမှာဘူးလဲနေတဲ့ကောင်နော်အဲ့လောက်ချုံးမလာပါလေကောင်မလေးပြောတယ်ပွဲတော့တယ်တော့အဲ့ဆိုရင်ဟိုးယူမီသိမ့်ပြလိုက်တော့ကြားလိုက်တော့ချက်ချင်းစီတယ်မှာတော့ကျွန်တော်မိတ်သွားအောင်မယ်မလက်ချင်းလွတ်လိုက်တော့လက်ရအဲ့မင်းတို့သုံးကောင်ဘာမဟုတ်တာလို့ပို့ကြံစီနေလဲပြောစမ်းဖေရလေတားလေးတောက်တယ်မွေးရတာဒါပဲပြောနေဘယ်မဟုတ်တာတော့ကြံစီရမှာဖေရလေနေသမ်းမအောင်မင်းအောင်ဘယ်တော့မှဟုတ်တာမှန်တာလုပ်ဘူးလို့လို့အခုဟုတ်တာမှန်တာပြောမလို့ဖေရအဲ့ဒါကအဖေကိုအရှင်ယူနေအဲ့ဒီငါမကြိုက်တာနော်မင်းကသားဖာချင်းစကားပြောဖို့တော့မှအရှင်ယူနေရတယ်ဆိုတော့မင်းစိတ်ထဲမှာမဟုတ်တာတခုတော့လုပ်ဖို့ရှိနေပြီမဟုတ်ပါဘူးဖေရတာအဖေကိုပြောမှာရှက်နေလို့ဒီရုပ်ကြီးလည်းရှက်တာဟိုကိစ္စကိုစီစဉ်လိုက်တော့ဟိုကိစ္စနေစမ်းဘယ်ကိစ္စကိုငါဘယ်လိုလုပ်ပြီးတော့ဘာစီစဉ်ရမှာတော့ဖေရလည်းရှက်ပါရဆိုအော်မင်းလေဟာလေအဖေသားကိုပြောထားတဲ့ကိစ္စလေးတာကိုမိမပေးစားမယ်ကိစ္စလေးအဖေအဲ့ဒါစီစဉ်လိုက်တော့လို့ဘယ်လိုလုပ်လဲပေါ့တပတ်လေတကယ်မိမယူမှာပေါ့တကယ်သေးကြကွက်တီတက်ရှိပါဟုတ်တကယ်နော်တကယ်သူဖေရတယ်ဒါမှငါသားမိမရေဘယ်လိုဖြစ်နေလဲဒီသားဖတ်ဖေရစကားပြောနေလူရင်းမရောက်ဖြစ်နေကြတယ်မင်းကလည်းစကားပြောရင်လူရင်းမရောက်တာကြီးပဲဆွတ်ထဲဒီမှာမင်းသားမိမယူတော့မယ်တဲ့အိမ်အောင်ပြုတော့မယ်တဲ့အဲ့ဒါဒီကောင်စိတ်မပြောင်းရင်လေအဲ့ဒါမင်းကိုတက်သေးနေနဲ့ခေါ်ပြီးတော့အသိပေးတာဘာမှမဖြစ်တာအခုမှပဲစိတ်အေးရတော့တယ်တာဗျဟာတကယ်ပြောရနော်တကယ်ပြောအောင်မမေကမမေတို့မယုံရင်မနေ့ကစီစဉ်လိုက်မနေ့ကစီစဉ်လိုက်လို့ပါနဲ့လိုချင်တော့လဲကိုချက်ချင်းပဲမိမယူရဲဆိုတာလေချက်ချင်းယူလို့မရဘူးတာနေကောင်းရက်တာဆိုတာရွေးချယ်ရတယ်ဟုတ်တယ်မလားဖေကြီးဒါပေါ့မဟုတ်လေမနေ့ကယူမယ်လေမနေ့ကယူလို့မရဘူးလားဘယ်ဖြစ်ပါမလဲတာမိမယူရဲဆိုတဲ့ကိစ္စမင်းပြောတော့မလွယ်ဘူးကွာဘာဖြစ်လို့လဲဆိုအဖေဆိုမိမတွေမိမယူပြီးတော့သိနေအဲ့တော့မင်းပထမအဆုံးလုပ်ရမယ့်အလုပ်ကမနေ့ဖန် YCDC ကောက်ကွင်းကစားတော့ဆိုင်ကိုသွားအဖေမိတ်ဆွေလုပ်ငန်းရှင်တတိတောင်းနေမင်းတွေ့ရတယ်ဘာဖြစ်လို့လဲဖေဖေဟာမင်းမယူမယ်ဆိုအေးမိမယူမယ်ဆိုလို့ရှိရင်နံပါတ်1အရေးကြီးဆုံးကမင်းမအလုပ်ရှိဖို့လိုတယ်အဲ့တော့မင်းအဖေမိတ်ဆွေနဲ့သွားတွေ့အလုပ်ကိစ္စစကားပြောအေးမင်းကိုအဖေကုမ္ပဏီမှာခေါ်ထားလို့လည်းမဖြစ်ဘူးပတ်ဝန်းကျင်ကပြောစရာဖြစ်လာသူ့သားမလို့နေရာပေးတဲ့ဘာညာပေါ့ကွာအေးလူကြီးနဲ့သွားတွေ့ရမှာဆိုတော့မင်းတတ်တရဝက်စားသွားဖို့တော့လိုမယ်။ဟုတ်ကြရည်လည်းဝတ်မသွားနဲ့ဘူး။ဟုတ်ပါဘူး။ကဲဒီနေ့ပွဲလေးကချင်းမြင့်ထိုက်သူကိုချင်းမြင့်ကြမင်္ဂလာတပါလို့ဆိုတဲ့အတိုင်းညီမလေးတို့ရဲ့စူးစမ်းအထုံးမှုကိုမဂုံပြူရဲ့အနေနဲ့ဒီပွဲလေးကိုစီစဉ်ပေးရ။ဟုတ်ပြီလား။ဘာမှအားမနာနဲ့နော်။ဟုတ်ကဲ့ပါမရဲ့။အခုလို့ဂုံမြူခံရတဲ့ပီတိတွေကိုဘာနဲ့မှလဲလို့မရနိုင်ဘူး။ဟုတ်တာ။မဘောဘာဖြစ်စေချင်တာကွာ။စိတ်ထဲမှာရှိတဲ့အတိုင်းလွတ်လွတ်လပ်လပ်သာပြောကြနော်ဘာမှအထူးကြီးမလုပ်နဲ့ဒါပေမဲ့မမလည်းဒီလိုခွင့်ရင်းမျိုးဆိုတာရအောင်ရရဲ့ခွင့်ရင်းမျိုးလေပြီးတော့ဒီလိုစိတ်ထားမျိုးရှိတယ်မမလည်းအဲ့ပါကွယ်တော်ပါတော့မြောက်ပြောမနေကြပါနဲ့မမကမင်းတို့အားလုံးကိုပြောစီချင်တာပဲနော်ဘာမှအားမနာနဲ့ဟုတ်မမတော့ရေကူရဒီဘက်မှာလေဘုကတိကမအဆင်သွားတယ်ဟိုအထူးစားဖြစ်နေလို့လားဟိုဘာသာပြန်ပြမယ်ဟိုကိုချစ်ကဒီနေ့ကိုချစ်မွေးနေ့ရခိုင်နှစ်တွေမှာတခြားတိုင်းပြည်တွေမှာကိုချစ်ရဲ့မွေးနေ့ကိုကျင်းပခဲ့ဘူးလေဒီနေ့တော့ပထမဆက်ပါတဲ့လူတွေပဲတီးတက်ကျွေးမယ်လို့ဆုံးဖြတ်ထားခဲ့တယ်အခုတော့တိုင်းဆိုင်ပြောင်းလဲဆိုကြုံတုံးကြုံငယ်ရောက်လာတဲ့ကြောင့်စားကြပါတောက်ကြပါအားမလေးလွတ်လပ်စားကြပါသုံးဆောင်ကြပါတနေ့မှတလားမှတရကျင်းပါတယ်မိုးနေပွဲလေးမှာလွတ်လပ်စွာသုံးကြပါဖဲ့ပါအသိဖဲ့ပါကိုချစ်ကပါဖဲ့အကုန်ဖဲ့နေတာဖဲ့လို့ရတယ်ခဏလေးနော်ကျွန်မမိတ်ဆွေတယောက်တွေ့လို့ဟဲ့နော်တခုတော့ရှိတယ်နော်ကိုချစ်မှာပါတဲ့ပတ်စံလေးရလေဒီသုံးဆောင်ဆောင်နဲ့ပါတာ
လူမခေါ်နဲ့နော်ဟိုပြီးတော့ဟိုသူ့ပြောတဲ့စကားတွေအများကြီးရှိသေးတယ် ကဲပါမခေါ်ပါဘူးစိတ်သာချစကားပြောစရာရှိရင်ကျမနဲ့အရင်ပြောတာ ဟေးမင်းခုလိုလိမ့်မာလာတာအခုလိုကောင်းကောင်းမွန်မွန်နဲ့ပုံစံအောင်တွေ့ရတော့တို့အယမ်းဝမ်းသာတယ်ကွာ ဗျာအမလူမနေနေတယ် တို့လူမမှားပါဘူးကွာမင်းအဲ့လိုညင်းလိုက်မဲဆိုတာလဲတို့ကကြိုတွက်ပြီးသား ဗျာ လူဆိုတာအမှားကိုတီးပြီးတော့အမှန်ကိုပြင်နိုင်တဲ့အချိန်မှာအရင်တော့စိုးခဲ့မိုက်ခဲ့တာတွေကိုပြန်ပြီးတော့လူသိမခံနေတာဒါတဘာဝပဲလေအမှားကိုဝင်မခံနိုင်သေးပေမဲ့အမှန်ကိုပြင်နိုင်တာကချီးကျူးစရာပါကွာ မဟုတ်မဟုတ်လူမနေနေတယ်ဗျာ မရှက်ပါနဲ့ကွာလမ်းဘေးမှာမူးပြီးတော့လဲနေတာမှရှက်စရာကွာမင်းအခုလိုပုံစံမျိုးနဲ့ဘယ်လောက်ကြက်တည်ရှိလဲ အာမောင်စင်းတော့မင်းရောက်နေပါလား ဟုတ်ကဲ့အမလူမနေဗျာကျွန်တော်အဲ့လိုရောက်လာသွားလိုက်မလားဟိုဘဝင်သွားအောင်လာကြောက်နေထုံးနေလာထိုင်ကိုရဲ့မင်းနေအောင်မိဘွဲလေးကိုပြောရှင်စားကြမယ်နော်ဟောညီမလေးကငါကြိုက်တော့ငါလေးစားညီမလေးကအချောက်ကြိုက်တော့မချောက်လေးစားညီမလေးကခွန်းလေးဆိုတော့ခွန်စား ကဲကိုချစ်ရှင်းရအောင်မေ့ဝဲနောက်နေ့မှတော့ရက်ရွှေ့လိုက်တော့မိုင်းလားတွေ့ဆိုင်ပြောင်းညာ ဟုတ်တယ်ငါချောက်ခွန်စားလေငါချောက်ခွန်လေငါချောက်ခွန်လေအော်ငါချောက်ခွန်ကျွန်တော်ဘယ်လိုလုပ်အောင်မသိတော့ပါဘူးဗျာဟေးနေကကုမ္ပဏီကိုသွားတယ်ဆိုတာတော့ကွာအဖေခိုင်းရတော့အရေးကြီးအလုပ်ကိစ္စရှိလို့သွားတာအခုอ่ะကွာငါ့ကိုကြိုးရတာများအကုန်လုံးအလကားဖြစ်ကုန်ပြီဟာဘာဖြစ်လဲကွာဟဲ့အောင်ကစိမင်းမူးနေယူနေတယ်တော့ तू သိနေတာပဲဟဲ့လေကွာဘာဖြစ်ရမှာလဲဟိုမှာအခုကလေ तू ကလေ तू သုံးမလိုက်လို့ပဲငါလိမ်မာသွားသူလိုဘာလို့ထင်နေတာအဲ့ဒါဆိုတော့အဲ့အစိုးဆုံးပဲ ဟာအဲ့ဒါလည်းဘာဖြစ်တော့သူစိုးမလိုက်လို့မင်းလိမ်မာသွားတယ်ပဲထားအောင်မင်းကရက်ဆိုးပြီးသားပဲမင်းနဲ့ကွာစိုးပါဆိုမှအမကောင်းကရ ပြီးတော့လို့ပါဗျာကျွန်တော်နည်းနည်းပါကူပြီးစဉ်းစားပြီးတော့ကျွန်တော်အိမ်ကိုမီးစိမ့်ပြပြီးသွားပြီ ပြောလိုက်ပါဦးကွာမသိမင်းသူ့တကယ်မလို့ချင်ဘူးဆိုတာသိကြရနော် तू မို့လို့မလို့ချင်တာမဟုတ်ဘူးဘယ်မင်းကလေးကိုမှမလို့ချင်ဘူးအခုကအဖေကိုကြောက်တူတာလက်ခံလိုက်ရတာဟောဟိုငါတို့ဘက်ကဘလောက်တော့အသေးလဲကြိုးစားထားဆိုမင်းသိရတိုင်းပဲကွာ ဟုတ်ပြီဗျာအဲ့ဒါဆိုဒီလိုလုပ်အချိန်ကိုနောက်ကိုနည်းနည်းလေးထပ်ဆွဲလိုက်ပြီးရင်တခုခုထပ်စဉ်းစားလိုက်ဟုတ်ပြီးအချိန်ကိုနောက်ကိုနည်းနည်းလေးထပ်ဆွဲလိုက်ပြီးရင်တခုခုထပ်ပြီးစဉ်းစား ဦးလေးကျွန်တော်နားလေကွာကျွန်တော်သိပြီ တော်ပုတ်လေလား သိပြီဦးလေးလည်းနည်းနည်းကူစဉ်းစားပြီအေးလည်းကူစဉ်းစားပြီဟိုအဖေကိုလည်းဝိုင်းပြီးကူပြောပေးကြပါဗျာ ကြောက်ရမှာပေါ့ကွာမင်းလေ ဝင်းသားတရားပဲသားရေဒါမနေ့ကသွားတွေ့ရစီကမောင်တန်းစင်တို့နဲ့တကယ်တွေ့ခဲ့တယ်သူတို့ကတောင်းအရန်သဘောကျသွားပြီကွာအဲ့တော့သူတို့ကံပင်မှာငါသာမန်နေဂျာဖြစ်တော့မှာအေးငါသာမင်းတခုတော့သိထားစီတယ်အဖေကမင်းကိုသူများကုမ္ပဏီမှာအလုပ်လုပ်ခိုင်းနေဆိုတာကငါသားလေးဒီလောကအကြောင်းကိုသိစေခြင်းနဲ့စေတနာနားလည်စေခြင်းနဲ့ဆန္ဒကြောင့်ပါအဲ့ဒါကိုမင်းသဘောပေါက်တယ်နော် ဟုတ်ကဲ့သဘောပေါက်ပါ ဟေးအဲ့ဒီအလုပ်ကိစ္စတွေပြီးတော့မှပဲမင်းရဲ့မင်္ဂလာကိစ္စကိုဆက်ပြီးတော့စီစဉ်ကြတာပေါ့ ဟာခဏနေပါဦးဖေဖေ ဟမ်ဘာဖြစ်လို့လဲ ဟိုဟေးမင်္ဂလာကိစ္စကိုခဏနေပါဦးလို့ပြောတာ ဟုတ်အဲ့ဒါကျွန်တော်ရှိပါတယ်ငယ်ဟိုမင်္ဂလာဆောင်ကိစ္စနဲ့ပတ်သက်ပြီးတော့မိန်းကလေးရှင် နေဦး ခင်ဗျာ အဲ့ဒီမင်္ဂလာကိစ္စငါသားကိစ္စလားမင်းကိစ္စလား ဒီကောင်ကြည့်တာပါခင်ဗျာ အဲ့ဒါဆိုသူ့ဘာသူပြောပါစေလေမင်းကဘာလို့ဝင်ပြောနေတာ ဟုတ်တယ် ဒီလိုပါအောင်လေ ဘာ ဒီလိုပါဖေဖေတာသူ့အကြောင်းတွေထပ်ပြီးတော့လေ့လာခြင်းနေတယ်ဖေဖေက အဲ့ကောင်ဈေးနော်ငါမင်းကိုမိမပေးစားနေတာနော်မိမအကြောင်းစာရန်တင်ခိုင်းနေတာမဟုတ်ဘူးမင်းအဲ့လောက်မိမအကြောင်းသိသိခြင်းနဲ့သိလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ဟောဒီမှာငါ့ကိုမေးနော်ငါမိမရဘူးလေဟမ်မိမအကြောင်းကြမ်းလဲကြည်တယ်မင်းဘာသိခြင်းလဲမေး ဟ